ဂျပန်ရဲ့နှစ်တစ်ကူကတော်တော်ကြီးကိုမှပြင်းစရာကောင်းတာပါဒီဗီဒီယိုကဂျပန်ရဲ့နှစ်တစ်ကူမှာအပီကဲမယ်ဆိုပြီးတော့မှစဉ်းစားထားတဲ့သူတွေအတွက်ဖြစ်ပါတယ်ကျွန်တော်တို့ကဒီနှစ်တစ်ကူလို့ပြောလိုက်တာနဲ့ဒါ12လပဲ31ရက်နေ့ဒါည7:59လောက်မှာကောင်တောင်းနေရေးမယ်ပြီးလို့ရှိရင်12နာရီထိုးတာနဲ့ Happy New Year ဆိုပြီးတော့မှအော်မယ်မီရှူမီပန်းနေတက်လာပြီးတော့မှဒါကောင်းငင်ရံမှာပောက်ကွဲတယ်ကောင်းငင်ရံရဲ့အလှကိုကြည်ရင်းနဲ့ကျွန်တော်တို့ကနှစ်တစ်ကူကိုဖြတ်တန်းလေးရှိကြပါတယ်ဒါပေမဲ့ဂျပန်မှာတော့ဓာတွေကိုလုံးဝမျှော်လင့်ထားလို့မရပါဘူးဂျပန်လို့ပျော်စရာအများကြီးရှိတဲ့နိုင်ငံอ่ะဗျာဘာဖြစ်လို့နှစ်တစ်ကူကြမှာပြင်းစရာကောင်းနေတာလဲလို့ကျွန်တော်ကတော့တွေးမိတယ်ဂျပန်ရဲ့နှစ်တစ်ကူကကောင်းတောင်းမရေသလိုမီရှူမီပန်းလည်းမဖောက်ပါဘူးဆိုတော့ကျွန်တော်ကဒီလိုပြောလို့ဂျပန်နှစ်တစ်ကူကမျှော်လင့်ချက်မဲ့သွားပြီလားကွာဆိုပြီးတော့မှတွေးစရာရှိပါတယ်ဆိုတော့ဒါမျိုးလေးတွေတော့မျှော်လင့်လို့ရပါသေးတယ်နံပါတ်1ကတော့အိုးဆိုးကြီးဆိုတဲ့အိမ်မှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ်တန့်ရှင်းရေးလုပ်တာပါတန့်ရှင်းရေးကိုမှရိုးရိုးတန့်ရှင်းရေးမဟုတ်ဘဲနဲ့တန့်ရှင်းရေးကိုအကြီးစားတန့်ရှင်းရေးလုပ်တာဖြစ်ပါတယ်ဆိုတော့မနစ်ကဆိုရင်ကျွန်တော်ကဒါစက်ယုံမှာပဲအလုပ်လုပ်တုံးပဲရှိသေးတယ်ဗျာအဲ့ဒီတုန်းကလည်းကျွန်တော်စက်ယုံမှာတန့်ရှင်းရေးကိုအကြီးစားလုပ်လိုက်ရပါသေးတယ်နောက်တစ်ခုကတော့ဒါစားတော့ဆိုင်မှာကိုကအလုပ်လုပ်နေတယ်ဆိုလို့ရှိရင် share plan နဲ့အလုပ်ရှုပ်ပါလိမ့်မယ်ဆိုတော့အဲ့နှစ်ခုတော့မျှော်လင့်လို့ရပါတယ်ဂျပန်လူမျိုးတော်တော်များများကအရွယ်ရောက်ပြီဆိုတာနဲ့ကိုချရောက်ပေါ်ကိုရက်တီပြီးတော့မှမိသားစုနဲ့ခွဲနေတာကများပါတယ်ဆိုတော့ဒါကိုကျွန်တော်တို့ဂျပန်လိုဆိုရင်တော့ Hitori Gurashi လို့ခေါ်ပါတယ်နှစ်တစ်ကူမှာဆိုလို့ရှိရင်သူတို့ကကြတော့ကိုယ့်ရဲ့မိသားစုရှိတဲ့ကိုယ့်ရဲ့မွေးရက်မြေကိုပြန်ပါတယ်ပြီးလို့ရှိရင်ဒါမိသားစုနဲ့ဖြတ်တန်းနေပေါ့လေနှစ်တစ်ကူမှာထမင်းလည်းမချက်ပါဘူးမိသားစုလိုက်တာ5ရက်လောက်စားလို့ရတဲ့အိုဆက်ချီလီယောဒီဆိုတဲ့ထမင်းဘူးကြီးပေါ့နော်သူတို့နှစ်တစ်ကူမှာစားတဲ့ထမင်းဘူးကြီးဝယ်ပြီးစားပါတယ်အဲ့ဒါကြီးကလည်းဈေးကရှယ်ကိုကြီးတာပါဈေးကြီးတာနှစ်တစ်ကူလောက်တော့အိမ်ကစပိုမှုဖြစ်တဲ့အမေကိုခဏလောက်အနာပေးကြရအောင်ကွာဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်နှစ်တစ်ကူမှာထမင်းမချက်ဖဲနဲ့ဒါမျိုးဝယ်စားကြတာဖြစ်ပါတယ်ဆိုတော့တချို့မိသားစုတွေဆိုရင်အိမ်မှာတောင်မှမနေဘူးပေါ့နော်ဟိုတယ်မှာပဲတဲပြီးတော့မှအဲ့လိုမျိုးဟိုတယ်မှာပဲစားတော့ပြီးတော့မှနေတာဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်စားတော့ဆိုင်မှာပဲစားတာပေါ့နော်အိမ်မှာထမင်းမချက်ဘူးအဲ့ဒါကြောင့်မို့နှစ်တစ်ကူမှာဆိုလို့ရှိရင်စားတော့ဆိုင်ကတော်တော်ကြီးအလုပ်ရှုပ်တာဖြစ်ပါတယ်ပြီးလို့ရှိရင်သူတို့ကဒီ Hasuhi no De ဆိုတဲ့နှစ်တစ်ကူရဲ့ပထမအဆုံးနေထွက်တာကိုကြည့်ကြပါတယ်မိသားစုနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုချရတဲ့သူနဲ့ပဲဖြစ်ဖြစ်ပါညာပေါ့လေပြီးတော့သူတို့ရဲ့အစင်အလာမှာဒီနန်းကကျော်ဆိုတဲ့ postcard ရေးတာလည်းရှိပါတယ်ခုနောက်ပိုင်းတော့နည်းနည်းလေးတိမ်ကိုပျောက်ကွယ်လာပြီလို့ပြောလို့ရတယ်ဒီနန်းကကျော်ဆိုတာကကျတော့အာဂဲမရှိတဲ့အိုမဲတဲ့တို့ Happy New Year ပေါ့နှစ်တစ်မှာလိုမျိုးပေါ့ဂုဏ်ယူပါတယ်ပါညာပေါ့ပြီးလို့ရှိရင်မနစ်ကတော့နေရောငါရောဒါ single အနေနဲ့အလေးလိုက်ပြီးတော့မှနေလာတာဒီနှစ်တော့ရီသားလေးပါလေးရှာကြမယ်အလကားစားတော့ပါအဲ့လိုမျိုးပို့ကြပါတယ်ပေါ့နော်ကိုယ့်ရဲ့ချစ်ခင်ရတဲ့သူတွေကျွန်တော်ဆိုရင်ဒါမနစ်ကနှစ်ကုန်ဒီနှစ်ရဲ့အစမှာကောက်နှောင်းရင်မလားမီရှူမီပန်းနေဖောက်မလားဆိုပြီးတော့မှသွားမျှော်ကြည့်ပါသေးတယ်ပြီးဆုံးသွားပါကြောင်းပြီးဆုံးသွားလေဝင်းသာရှည်ထွက်လာလိမ့်မယ်မီရှူမီပန်းနေတော့ဖောက်မှာမဟုတ်ဘူးကောက်နှောင်းလဲရေးမှာမဟုတ်ဘူးကျွန်တော်ဆိုရင်ဒီနေ့ရဲ့နှစ်စကတစ်လဲပြီးပြန်လာတာပေါ့နော်ဘာမှလည်းမကြည့်ခဲ့ရဘူးကိုကတော့မျှော်လင့်ချက်တကြီးနဲ့တွားပြီးတော့မှကြည့်တယ်ဒါပေမဲ့ဟက်ကော့ကြီးနဲ့ဒီနေ့ရဲ့အစကတစ်လဲပြီးတော့မှလာခဲ့တာပါတစ်နှစ်လုံးလဲတစ်လဲနေပါပြီပေါ့အိုဆာကာလူတွေကတော့ဒါနမ်ဘာလိုနေရာမျိုးသွားလို့ရှိရင်နှစ်တစ်ကူမှာခြေထဲခုန်ချတာကိုမှတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီ USJ တို့ဒီ Disneyland တို့လိုနေရာမျိုးမှာတော့မီရှူမီပန်းနေဖောက်ကောင်းဖောက်နိုင်တယ်ပေါ့နော်ဆိုတော့ကိုကမီရှူမီပန်းကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒါအဲ့လိုမျိုးနေရာမျိုးကိုသွားဖို့အကြံပေးချင်ပါတယ်ဒီနေ့ကတော့ကျွန်တော်ကအလုပ်ပဲလုပ်တော့မယ်ဘယ်မှာလဲသွားမမျှော်တော့ပါဘူးဆိုတော့ဂျပန်ရဲ့နှစ်တစ်ကူကတိတ်ဆိတ်ပြီးတော့မှပြင်းစရာကောင်းပါတယ်ဆိုတော့ဂျပန်နှစ်တစ်ကူကသူတို့အတွက်ဖြစ်ပါတယ်ကျွန်တော်နိုင်ငံသားတွေအတွက်ကကျတော့ဘာမှကိုမဟုတ်တာအဲ့တော့ဘာမှမျှော်လင့်မနေနဲ့ကိုလှုပ်ရှားရှိတဲ့အလုပ်သာလောက်ပါနှစ်တစ်မှာဒါဂျပန်မှာတစ်လဲနေမှာဆိုလို့ပြောပြတာဖြစ်ပါတယ်ကိုအပီကဲမယ်ဆိုပြီးတော့မှဆုံးဖြတ်ထားလို့ရှိရင်တော့ဂုဏ်ယူပါတယ်ပေါ့အပီကဲခြင်းလဲကဲပါဘာမှလဲမီရှူမီပန်းလဲဖောက်မှာမဟုတ်ဘူးဒီတိုင်းပဲဟက်ကော့ကြီးနဲ့ပြန်လာပါလိမ့်မယ်ဆိုတော့နှစ်တစ်မှာတစ်လဲနေမှာဆိုလို့ကျွန်တော်ကဒါလေးလာပြောပြပေးတာဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ပါမယ်ဘိုင်ဘိုင်